အိမ်ရှိမှာကြောက်ရွံ့တရုတ်လိုမတ်တက်ရက်နေတဲ့မိန်းကလေးဟာသူမရဲ့မိခင်ဖြစ်သူကနံပါတ်73နောက်ကိုလိုက်ခဲ့လို့အမိန်ပေးလိုက်တဲ့အခါကျမှပဲအိမ်ထဲကိုခြေလမ်းမမှန်နဲ့ရှောက်လန်းဝင်လာခဲ့ပါတယ်။ထမင်းစပွဲဝိုင်းကိုရောက်လာတဲ့အခါမှာလည်းစကားတခုမှမဟာဘာမှလည်းမစားပဲမျက်တောင်မခတ်တိတ်ဆိတ်လိုနေပါတယ်။မိခင်ဖြစ်သူကစိုးရိမ်တကြီးနဲ့ဘလို့ပဲခေါ်နေပါစေသူမစီကနေဘာတော့ပြန်မှုမှပြန်မရခဲ့ပါဘူး။အခြေအနေကိုရိပ်မိသွားတဲ့ဖခင်ဖြစ်သူကနံပါတ်73စားတော့လို့အမိန်ပေးလိုက်မှပဲသူမဟာချက်ချင်းပဲငရုတ်သီးစိမ့်တွေကိုကောက်သွားပါတော့တယ်။ဒါကိုမြင်တဲ့အကိုဖြစ်သူဟာအံ့အားသင့်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အရင်ကဆိုရင်သူမဟာငရုတ်သီးဆိုရင်လုံးဝမကြိုက်ပဲအမြဲတမ်းရှောင်ရဲခဲ့တဲ့သူပါ။အကိုဖြစ်သူကသူမတမင်အရွက်တိုက်တာလို့ထင်ပြီးသူမနဲ့ဓာတ်မတည့်တဲ့စားလိုက်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့မြေပဲပန်းကန်ကိုရှေ့တိုးပေးပြီးစမ်းသပ်ကြည့်လိုက်ပြန်ပါတယ်။အားလုံးကိုအံ့ဩမြင်သက်သွားစေတာကတော့သူမဟာတိုးဆုံမှုမရှိပဲအဲ့ဒီမြေပဲတွေကိုကောက်စားလိုက်တာပါပဲ။အဲ့ဒီအချိန်ကြမှာပဲသူမဟာသူတို့စကားကိုနားထောင်တဲ့သမီးလိမ္မာလေးဖြစ်သွားတာမဟုတ်ပဲသူမကိုလုံးဝဆုံးရှုံးသွားခဲ့ရပြီဆိုတာမိသားစုဝင်တွေသဘောပေါက်သွားခဲ့ကြပါတယ်။လွန်ခဲ့တဲ့3နှစ်တာကာလပတ်လုံးသူမဘာတွေခံစားခဲ့ရလဲဆိုတာကိုတော့သူတို့လုံးဝမသိခဲ့ကြပါဘူး။တကယ်တော့လွန်ခဲ့တဲ့3နှစ်ကသူမဟာညီမဖြစ်သူကိုတမင်တက်ထိခိုက်အောင်လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့အမြဲတမ်းဟန်ဆောင်ကောင်းပြီးလှည့်စားတတ်တဲ့ညီမဖြစ်သူကိုပဲမိခင်ကအမြဲတမ်းအလိုလိုက်ချီးမွမ်းပြီးသူမကိုတော့အမြဲတမ်းအပြစ်တင်နှိမ်ချခဲ့ပါတယ်။မိသားစုရဲ့လစ်လျူရှုမှုကိုရေရှည်ခံစားခဲ့ရတဲ့သူမဟာစိတ်တန်ရာတွေပောက်ကွဲပြီးညီမဖြစ်သူကိုတစ်ချက်လေးတွန်းလိုက်မိရုံပါပဲ။အဲ့ဒီတစ်ချက်ထဲတော့အမှားလေးကသူမရဲ့ဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်မယ်လို့သူမဘယ်တော့မှမတွေးခဲ့မိပါဘူး။နောက်တစ်နေ့မှာပဲမိသားစုဝင်တွေဟာသူမကိုညံရည်ထက်မြက်သူများလေ့ကျင့်ရေးအကယ်ဒမီလို့ခေါ်တဲ့နေရာကိုရဲရဲဆက်ဆက်ပို့ဆောင်ပစ်ခဲ့ကြပါတယ်။သူတို့မသိတာကအဲ့ဒီနေရာဟာအကြောင်းမဟုတ်ပဲလူမဆန်တဲ့ငရေခမ်းတစ်ခုဖြစ်နေတာပါပဲ။အိမ်ကိုလွမ်းလို့ငိုယိုမိတိုင်းသူမဟာပြင်းထန်တဲ့လျှက်စစ်လျှော့တိုက်တာကိုခံခဲ့ရပါတယ်။သူမကိုအမိန့်နာခံတတ်တဲ့ဆက်ရုပ်တရုပ်ဖြစ်အောင်ပြုလုပ်ဖို့အဲ့ဒီကဝန်ထမ်းတွေဟာနင်ကလူမဟုတ်ဘူးနံပါတ်73ဆက်ရုပ်ပဲဆိုပြီးနေတိုင်းအုံနောက်စေခဲ့ကြပါတယ်။ခေါင်းမာပြီးငရုတ်သီးမစားတဲ့အခါမျိုးမှာလည်းအမောင်ခန်းနဲ့ပိတ်လောင်ပြီးအထမကျွေးခဲ့ကြတယ်လို့မြေပဲနဲ့မတဲမန်းတိတိကြီးနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမြေပဲအနှစ်တွေတုပ်လိမ့်ပြီးရဲရဲဆက်ဆက်နှိပ်စက်ခဲ့ကြတာပါ။လျှက်စစ်လျှော့တွေနဲ့ဓာတ်မတဲတဲ့ဒဏ်ရာတွေကြောင့်သူမရဲ့အရေးပြားတွေဟာပျက်စီးယိုယွင်းခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့သူမရဲ့ခန္ဓာကိုယ်မှာဓာတ်မတည့်တဲ့အဖူးပိန်တွေထွက်နေတော့ဖြစ်ပေမဲ့အမိန့်ပေးလိုက်တာနဲ့တိုးဆုံမှုမရှိပဲမြေပဲတွေကိုလိုက်ကောက်စားနေတဲ့ဆက်ရုပ်ကလေးဖြစ်သွားခဲ့ပါပြီ။ဒါကိုမြင်သွားတဲ့မိခင်ဖြစ်သူဟာနောင်တရကငိုယိုပြီးတားဆီးဖို့ကြိုးစားတဲ့အခါမှာတော့သမီးဖြစ်သူကဆက်ရုပ်ဆက်ဆန်းအေးဆက်ဆက်အတန်နဲ့မေးခွန်းထုတ်လိုက်ပါတော့တယ်။ဒါကအမိန့်တစ်ခုလားဟင်။အဲ့ဒီစကားတစ်ခွန်းဟာမိခင်ဖြစ်သူရဲ့ရင်ဝါကိုအရှိန်ပြင်းပြင်းနဲ့ထိုးနှက်လိုက်တယ်လို့ပါပဲ။သမီးရင်းဖြစ်သူကိုမိမိတို့လက်နဲ့ကိုယ်တိုင်ငရဲတွင်းနဲ့တွန်းပိုးမိလိုက်ပြီဆိုတဲ့အမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာတော့အရာအလုံးဟာနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။